ဒီလမ်းဘေးကြောင်ဟာသူဖမ်းမိတဲ့ငါးကိုဘယ်တော့မှမစားခဲ့ပါဘူးအဲ့ဒီအစားငါးဟာသူ့အသက်ထက်ပိုအရေးကြီးတယ်လို့ပင်ပန်းနွမ်းနဲ့နေရင်တောင်ငါးကိုဆွဲခေါက်သွားလိမ့်ရှိပါတယ်ဒီထူးဆန်းတဲ့အပြုအမူဟာရက်သက်ပတ်ပေါင်းများစွာကြာရှည်ခဲ့လာကြောင်းလူတစ်ယောက်ကကြောင်ကိုတိတ်တိတ်လေးဗီဒီယိုရိုက်ကူးဖို့ဆုံးဖြတ်ခဲ့ပါတယ်တနေ့မနက်မှာကြောင်ဟာကန်ရွတ်တန်းတစ်လျှောက်မှာရှာဖွေရင်မျက်နှာထပ်ပိုးကြီးတဲ့ငါးတစ်ကောင်ကိုဖမ်းမိခဲ့ပါတယ်ငါးဟာအရန်လေးတာကြောင့်ကြောင်ဟာမကြာခဏအနားယူရပေမယ့်အနားယူတိုင်းငါးကိုဆက်ဆွဲနေခဲ့ပါတယ်မကြာခင်မှာပဲလူကိုတွေ့သွားပြီးကြောင်ဟာထွက်ပြေးသွားခဲ့ပါတယ်သူ့ရဲ့ဆူလာကိုလူယူသွားမှကိုစိုးရိမ်တဲ့အတွက်ကြောင်ဟာအန်ဒီယယ်များတဲ့လမ်းကိုဖြတ်ကူးပြီးကြောက်ဆောင်ကန်ရွတ်တန်းကိုတက်သွားခဲ့ပါတယ်နိုင်ဝက်အကြာမှာအသက်ရှူမဝသေးပဲမျက်လုံးတွေကမရက်ပဲငါးကိုစားဖို့ဘယ်တော့မှမစင်စားပဲရက်တန့်သွားခဲ့ပါတယ်အနားယူနေတော့ကြောင်နဲ့ကြီးတစ်ခုချင်းကပ်လာခဲ့ပါတယ်လမ်းဘေးကြောင်မကြီးဟာသူမရဲ့အစားအစာကိုကာကွယ်ဖို့အပြင်းထန်စူးစမ်းခဲ့ပေမယ့်ကံကောင်းထောက်မစွာပဲကြောင်ကောက်ဝင်ရောက်ဆွတ်ဖက်ပြီးကြောင်နက်ကိုရက်ကန်စီခဲ့ပါတယ်နောက်ထပ်နိုင်ဝက်ကြာခီးချမ်းနေပြီးတော့ကြောင်ဟာလူသူကင်းမဲ့တဲ့ကျွန်းတကြုံကိုရောက်ရှိခဲ့ပါတယ်အော်တန်းထွာလာပြီးကြောင်ပေါက်လေးတွေပေါ်လာခဲ့ပါတယ်